အနောက်ကလူမိုက်ကလည်းထက်ချက်မကွာလိုက်လာပြီးသူမရဲ့ခြေထောက်ကိုမရမကလှမ်းဆွဲနေပါတော့တယ်ကောင်မလေးဟာတောင်ကပားချေရင်မှာလူမိုက်တွေရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံထားရပါတယ်သူတို့ရဲ့လက်တွင်းကိုတာတာချီချီလေးရောက်တော့မဲ့ဆဲဆဲမှာပဲသူမဟာအန်ရကိုဂရုမပြုတော့ပဲကြောက်တောင်ကပားရံအတိုင်းလက်ပလာခြေပလာနဲ့အတင်းတက်ပါတော့တယ်အောက်မှာလည်းလူမိုက်တယောက်ကထက်ချက်မကွာလိုက်တက်လာပါတယ်ကံကောင်းတာကသူမမှာအရင်ကတည်းကတောင်တက်အတွေ့အကြုံရှိခဲ့ပူတာကြောင့်10မိနစ်အတွင်းမှာတင်သူမနောက်ကလိုက်လာတဲ့လူမိုက်တွေနဲ့အတော်လေးဝေးသွားခဲ့ပါတယ်အခုချိန်မှာတော့သူမအတွက်တခုတည်းသောအသက်ရှင်တန်ခွင့်ကတော့မနာတမ်းတက်ဖို့ပါပဲတရားမှာထက်ဆိုင်ရင်တော့ဒီလိုစွန့်စားရတာကိုပဲသူမအတွက်ပိုအဆင်ပြေပါတယ်ဒါပေမဲ့လည်းအင်အားချင်းရှင်လိုက်တဲ့အခါမှာတော့သူမဟာနောက်ကလိုက်လာတဲ့လူမိုက်ကိုမရှင်နိုင်ပါဘူးလူမိုက်တယောက်ကသူမကိုဖမ်းပြီးတော့မဲ့အနေထားမှာကန်လိုက်လို့ပြုတ်ကျလူနီးပါဖြစ်သွားပါတယ်နောက်ထပ်တစ်ခေါက်ပဲဖက်ချီကိုပြီးတော့သူမထက်ကန်လိုက်တာမီတာ100လောက်မြင့်တဲ့အောက်ကိုကျသွားပါတော့တယ်အဲ့ဒီလူမိုက်ဟာမတည်ပဲခြေထောက်တစ်ဖက်ကျိုးသွားခဲ့ပါတယ်အဲ့ဒါကြောင့်နောက်တစ်ယောက်ဟာဒေါသတွေထွက်ပြီးသူမကိုပို့ပြီးတော့အမျိုးတကြီးလိုက်ဖမ်းတော့မှာပါသူမကတော့အချိန်မဖြုံးလဲဆက်ပြီးထွက်ပြေးခဲ့ပါတယ်ကျန်တဲ့လူမိုက်တွေလည်းဒဏ်ရာရသွားတဲ့သူတို့အဖို့ကိုအနီးနားကတဲတလုံးမှာဆေးကုပေးဖို့ခေါ်သွားရတာကြောင့်သူမအတွက်ခဏတစ်ဖြုတ်အချိန်ရသွားပါတယ်တောင်တက်နေတဲ့အချိန်တစ်လျှောက်လုံးမှာလည်းသူမဟာအရန်ကိုတတိထားနေရပါတယ်ဘာကာကွယ်ပစ္စည်းမှမပါတာကြောင့်ခြေချော်လက်ချော်ဖြစ်တာနဲ့အသက်ပြောက်မှာတေချာနေလို့ပါပဲတစ်ဖက်မှာလည်းလူမိုက်တွေဟာသူတို့အဖို့ကိုဆေးကုပေးပြီးတာနဲ့သူမကိုဖမ်းဖို့အပူတပြင်းပြင်ဆင်ကြပါတော့တယ်ဒီအချိန်မှာတော့သူမဟာကြောက်ဆောင်ရဲ့အခေါင်းပေါက်လေးတစ်ခုစီကိုရောက်သွားပြီးခဏတစ်ဖြုတ်အားမွေးကအပေါ်ကိုဆက်တက်ဖို့လုပ်ပါတော့တယ်လူမိုက်တွေကလည်းတောင်ကြီးကိုတောင်တက်ပစ္စည်းတွေကိုစီနဲ့ရောက်လာကြပါပြီသူမကလည်းတစ်စက္ကန့်မှမနာပဲတောက်လျှောက်ကိုတက်နေပါတော့တယ်အချိန်ဖြုံးမခံပဲအားကုန်တက်ပေမဲ့လည်းကြာလာတော့လက်တွေထုံကျင်လာတာကြောင့်ခဏနားလိုက်ရပါတယ်အဲ့ဒီမှာတင်ရေဘူးထုတ်တော့ဖို့စူးစမ်းရင်းရေဘူးကလက်ထဲကနေလွတ်ကျသွားတာကြောင့်သူမဟာလုံးဝကိုစိတ်ပြတ်အားငယ်သွားပါတော့တယ်ရေမရှိရင်သူမအတွက်ပိုးပြီးအနေရများသွားပြီလေအောက်ကလူမိုက်တွေကလည်းရေဘူးပြုတ်ကျသွားတာကိုမြင်တော့သူမကိုစိတ်တက်ကြအောင်ဝိုင်းပြီးလှောင်ပြောင်ကြပါတယ်ဒါပေမဲ့သူမကတော့ဒါတွေကိုဂရုမစိုက်ပဲချော်ထွက်မသွားအောင်ပေါင်တာမုတ်တွေသုံးပြီးအပေါ်ကိုပဲဆက်တက်ခဲ့ပါတယ်မကြခင်မှာပဲသူမဟာအခက်အခဲတစ်ခုနဲ့ထပ်တိုးပါတယ်ရှေ့မှာရှိတဲ့ကြောက်တောင်ကလုံးဝကိုချောနေပြီးတက်ဖို့အဆင်မပြေတော့ပါဘူးအခြားနီလန်းကိုစဉ်းစားနေတော့မှပဲအရင်တောင်တက်သမားတစ်ယောက်ခြံထားခဲ့တဲ့ကျူးတစ်ချောင်းကိုသတိထားမိသွားပါတယ်ဒါပေမဲ့အဲ့ဒီကျိုးကသူမလက်လန်းမမိတဲ့နေရာမှာဖြစ်နေပါတယ်သူမလည်းရန်ကိုစစ်ပြတ်အားငယ်သွားပါတော့တယ်